ဟိုးရင်တုန်းကဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အမိသားစုဝင်တိုင်းအတွက်လုံခြုံစိတ်ချရတဲ့အမိခင်တက်တာကောင်းတစ်လုံးကိုရှောက်ပေးဖို့လွယ်ကူခဲ့တာတော့အမှန်ပါပဲကိုယ့်ရဲ့အဖို့တန်ပစ္စည်းတွေကိုလုံခြုံစိတ်ချစေခြင်းပေမဲ့ဒါမိတန်တွေခိုးယူမှုတန်တွေတဘာဝဘေးရန်တွေကြောင့်အချိန်တိုင်းမှာစိုးရိမ်ပူပန်မှုတွေလည်းရှိနေခဲ့ရပါတယ်အဲဒီလိုအခက်အခဲတွေကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတိုင်းရဲ့အဖို့တန်ပိုင်ဆိုင်မှုတွေကိုကာကွယ်ဆောက်ရှောက်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အရေးသွင်းမိခင်တက်တာတွေကိုရရှိနိုင်တဲ့ Hubwise brand တစ်ခုကိုစပြီးတော့အကောင့်ထဲပေါ်ပြခဲ့ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ Hubwise brand ကိုစပြီးအကောင့်ထဲပေါ်ခဲ့တာတစ်နှစ်ကျော်ကာလခရီးတစ်ခုကိုလည်းရောက်ရှိခဲ့ပါပြီအခုလိုတစ်နှစ်ကျော်ကာလအတွင်းမှာ Hubwise ကနေပြီးတော့ချစ်ရတဲ့ customer တိုင်းအတွက် after sales service တွေ maintenance service တွေကိုလည်းပေးခဲ့သလိုတသက်တာ run fee ပါတဲ့ service တွေကိုလည်းပေးစွမ်းနိုင်ခဲ့ပါတယ်ဒါရင်ပဲလားဆိုတော့ဒါရင်မကပေးပါဘူး Savers အလုံးကြီးပေါင်းများစွာကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံအနှံ့အပြားကိုပို့ဆောင်ပြီးတော့ရောင်းချပေးနိုင်ခဲ့ပါတယ်ဟုတ်ကဲ့အခုလိုမျိုးကျွန်တော်တို့တစ်နှစ်ကျော်ကာလခီးစဉ်အတွင်းမှာ Hubwise ကနေပြီးတော့တာမန်မိခင်တက်တာမဟုတ်ပဲနဲ့မိလောင်တန်နဲ့ကောင်းကောင်းခံနိုင်ပြီးတော့အရေးသွင်းမြင့်မာတဲ့မိခင်တက်တာတွေဖြစ်တဲ့ကျွန်တော်တို့ 0.6 mm ကနေပြီးတော့10 mm အထိထူတဲ့ solid steel plate နဲ့လုပ်ထားတဲ့မိခင်တက်တာတွေကိုလည်းရောင်းချပေးနိုင်ခဲ့ပါတယ်ဒါအပြင်ဤပညာရဲ့မြင်မာမှုတွေနဲ့အတူကျွန်တော်တို့ smart alarm system ပါတဲ့နည်းစနစ်တွေ deep alarm system ပါတဲ့နည်းစနစ်တွေအပြင်နောက်ဆုံးပေါ်လို့ပြောလို့ရတော့တဲ့ face ID system ပါတဲ့နည်းလက်တက်တာတွေပေါင်းများစွာကိုလည်းရောင်းချပေးနိုင်ခဲ့တာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ Hubwise ကနေပြီးတော့ကောင်းမွန်တဲ့ after sales service တွေ maintenance service တွေကိုပေးစွမ်းနိုင်ခဲ့ပြီးတော့နည်းပညာမြင့်အရေးသွေးမြင့်မာတဲ့မိခင်တက်တာတွေကိုရောင်းချပေးနိုင်ခဲ့တာကြောင့်အခုလိုတစ်နှစ်ကျော်ကာလလေးအတွင်းမှာ customer တွေရဲ့ယုံကြည်စိတ်ချမှုတွေကိုလည်းများစွာရရှိခဲ့ပါတယ်။အခုလိုမျိုး customer တွေရဲ့ယုံကြည်စိတ်ချမှုနဲ့အတူကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးဖို့အတွက်လည်းအများကြီးကြိုးစားလေးရရှိပါတယ်။အဲဒီတော့အခုဆိုရင်တော့ကျွန်တော်တို့ရဲ့တစ်နှစ်ကျော်ကာလခီးစဉ်အတွင်းမှာ customer တွေရဲ့စိတ်တိုင်းချမှုအတွက်စိတ်ကြည်နူးမှုရရှိအောင်လုံခြုံမှုရရှိအောင်များစွာကျွန်တော်တို့ဆောင်ရွက်ပေးနိုင်ခဲ့တယ်။နောက်ထပ်ပြီးတော့လည်းကောင်းမွန်တဲ့ဝန်ဆောင်မှုတွေအရေးသွင်းမြင့်မာတဲ့မိခင်တက်တာတွေကိုလည်းပေးစွမ်းဖို့အတွက်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ